နဲ့အပြောပါလို့လားចောင်းခေါ်ချင်းနောက်ကြလေရောဆရာကကျွန်တော်ကိုအပြစ်ပေးတာအတန်းရှိမရဲ့စမ်းနဲ့ထထိုင်ကလောက်ပြစီခဲ့တာရှစ်ရှစ်နဲ့အရင်မနာဒီအနာပေးခါမပြောင်းနိုင်ဘူးဘူးမသားနဲ့ဘူးထားနေတာချိန်ခါအရွယ်ရောက်မာတာသိမြင်နေရဆရာရဲ့စီနာလဲပင်ဘယ်ရင်ဆုံးမှာသိပါလက်ချမ်းဘီယန်စီကသိရအဖို့ဆရာတို့ရဲ့ကျင့်ဝတ်ဖြာပြနားလည်ပြီကောဆရာအပြေကလေးတွေကိုလို့စေကြောင်းဆရာတို့အတွက်ဒီတဘုံနဲ့ဒီထုံ